အားလုံးပဲမင်္ဂလာပါရှင်မိတ်ဆွေများအားလုံးမင်္ဂလာပါရှင်မိတ်ဆွေတွေနဲ့မပုံနဲ့မတွေ့ရတာနည်းနည်းလေးတော့ကြာသွားပြီပေါ့နော်ဒီနေ့တော့ဖျားကြီးဘက်ကိုရောက်ဖြစ်ခဲ့တယ်လိပ်စာကျွေးငါးစာကျွေးပေါ့နော်ဖျားကြီးနဲ့ဟိုရောက်ဖြစ်ခဲ့တဲ့အခါမှာဖျားကြီးဒါကတော့ဖျားကြီးကအပ်ပြီးကဘက်ကနေကမှဒါလိပ်စာကျွေးရဲ့ဘက်ကိုသွားနေတာပေါ့နော်အရန်ကိုပြောင်းလဲနေပေါ့နော်တစ်နှစ်ကျော်ရှိပြီဒီဖျားကြီးဘက်ကိုမရောက်တာပေါ့နော်မွေးနေ့မှာတော့မှဖျားကြီးဘက်ကိုမသွားဖြစ်ဘူးဘာလို့လဲဆိုတော့ငလင်တော့ကထွက်မာရေးမှာကိုယ့်ရဲ့စိတ်မှာခုတတိစီတဲ့ပေါ့နော်အခုလည်းဖျားကြီးဘက်ကိုရောက်ဖြစ်တာအပြင်ကနေပဲဖျားကိုမဟာမြတ်မုနီဖျားကြီးကိုရီမန်းမိကပဲကိုရဖူးခဲ့တာပေါ့နော်အဲ့ဒီထဲကိုသွားဖို့အတွက်ချစ်လက်မလန်းရဲဘူးအရန်ကိုကြောက်နေခဲ့တာကြောက်နေခဲ့တဲ့အတွက်စိတ်ထဲကပဲရီနှမ်းမိကမှဖူးမြော်ခဲ့တယ်ဖူးမြော်ပြီးကမှအဲ့မှာရှိရဲ့ငါးလေးတွေလေးလေးတွေပေါ့နော်အဲ့ဒါလေးတွေကိုအစာသွားကျွေးဖြစ်ခဲ့တာပါအဲ့ဒါလေးကိုအမှတ်တရလေးဗီဒီယိုရိုက်ကူးပြီးကမှပြင်ပြတာပေါ့နော်ခုရက်တော့တွင်မှာကိုရီးယားလည်းအစီအစဉ်လေးတစ်ခုဆွဲနေတာပါနောက်ပိုင်းကျရင်အဲ့ဒီအစီအစဉ်လေးကိုမိတ်ဆွေတွေကိုချပြပါမယ်ရှင်မပုံသင်တန်းလေးတစ်ခုဖွင့်မလို့ပါအဲ့ဒီသင်တန်းလေးကိုနောက်ပိုင်းကျရင်မိတ်ဆွေတို့ကိုဒီဗီလော့လေးရိုက်ပြီးခါမှတင်ပေးမယ်ပေါ့နော်ဘယ်လိုသင်တန်းလေးလဲဆိုတာကိုကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်